Hello hello အခုလေကျမတို့မြန်မာနိုင်ငံမှာလေမြင်းငလင်ကြောင့်အများကြီးပစ္စည်းဆုံးရှုံးရတာကြီးပြီးတော့လေတော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ်တကယ်လို့ပေါ့နော်ကျမတို့ဒီအခုဂျပန်မှာလည်းပဲဒီလိုအကြီးမြင်းငလင်ပေါ့နော်ဒီလိုဖြစ်လာမယ်ဆိုရင်ပေါ့နော်ကျမတို့ဘယ်လိုလေးလောက်ရမလဲဆိုတာကိုဂျပန်ဆိုကနေပြီးတော့မှကျမတို့နိုင်ငံသားတွေအတွက်ထုတ်ထားပေးတဲ့ဟာလေးကိုပြန်ပြီးတော့မှမျှဝေချင်ပါတယ်ပေါ့နော်နံပါတ်1ကကိုကမြင်းကလေးလုံနေတဲ့အချိန်မှာအိမ်ဒါမှမဟုတ်ဆိုရင်အဆောက်အုံရဲ့အတွင်းမှာရှိနေမယ်ဆိုရင်ပေါ့နော်ခင်ခန်းတဲ့စပွဲရဲ့အောက်မှာဝင်ပြီးတော့မှခိုလုံရမယ်ပေါ့နော်အရင်ဆုံးမြင်းကလေးလုံနေတဲ့အတွင်းပေါ့နော်မြင်းကလေးရက်သွားပြီဆိုတာနဲ့အပြင်ကိုပြေးထွက်ပေါ့နော်တကယ်လို့ကိုကအပြင်ကိုရောက်နေတဲ့အချိန်ပေါ့နော်အပြင်ကိုရောက်နေတဲ့အချိန်မှာဆိုရင်တော့တခြားရဲ့အဆောက်အုံအနီးမှာရှိနေမယ်ဆိုရင်စိုင်းပုတ်တွေဒါမှမဟုတ်အဆောက်အုံရဲ့ဒီနိုင်ရန်လို့ပတင်းပေါက်တွေလို့ပေါ့နော်ပြီးတော့မှပြုတ်ကျလာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့ဒီမာတဲ့တခုပေါ့နော်အိတ်ဆိုလဲအဲ့ဒါဥကောင်းကကွယ်ပြီးတော့မာတဲ့ကိုအန်ဒီရဲ့ကင်းရှင်းတဲ့နေရာကိုတိုင်းဆောင်ပြီးတော့မှနေရမယ်ပေါ့နော်တကယ်လို့ကားမောင်းနေတဲ့သူဆိုရင်ကားကိုစိတ်ရဲ့ဘယ်ဘက်မှာနော်ဘယ်ဘက်လက်ဝဲဘက်ကိုရက်ပြီးတော့မှတော့မဖြုတ်ပဲနဲ့မှတော့ဒီတိုင်းလေးအတက်လိုက်ပေါ့နော်အတက်လိုက်ထားပြီးတော့မှပေါ့နော်ပြီးတော့အန်ဒီကင်းရှင်းတဲ့နေရာကိုတိုင်းဆောင်ရပါမယ်တဲ့ပြီးတော့မှလေကိုကခုနနေတော့ကအိမ်ပြင်ကိုရက်သွားပြီဆိုရင်အိမ်ပြင်ကိုပြည့်ထွက်ခိုင်းတယ်မော်လားမပြည့်ထွက်ခိုင်းခင်မှာပေါ့နော်ကျွန်တော်စာရီလည်းတင်ရပါတယ်အရင်ဆုံးမီးတွေကိုပိတ်မယ် breaker gas ဆိုရင် gas ကိုပိတ်ခင်မယ်ပြီးတော့မှ breaker တွေကိုလေမီးကိုလုံးဝပိတ်ချပစ်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီပေါ့နော်မြင်းငလေးနေပြီးသွားလို့မီးတွေပါညာပြန်လာတဲ့အချိန်ကျမီးကရှော့ဖြစ်ပြီးတော့မှမီးလေးလောင်တက်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်တဲ့ပြီးတော့မှပေါ့နော်ကျမတို့တကယ်လို့ကျမဆိုပင်လေကန်းဆက်မှာနေရပေါ့နော်ပင်လေကန်းဆက်တွေမြေကန်းဆက်တွေမှာနေတဲ့သူတွေဆိုရင်ဆူနာမီတွေကလာနိုင်နေပေါ့နော်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့လေ safety tips ဆိုပြီးတော့လေ Google မှာရေးရှာလို့ရတယ် safety tips ဆိုပြီးတော့အဲ့ဒီဟာကိုရှာပြီးတော့မှသူ့ရဲ့ကြောဟိုသတင်းချက်လက်တွေကိုရှာလို့ရတယ်ပြီးတော့မှပေါ့နော်တကယ်လို့မတီးဘူးဆိုရင်အပြင်ထွက်လို့မတီးဘူးဆိုရင်ပေါ့နော်နေဟွန်ချင်းတွေကနေပြီးတော့မှဆူနာမီကဒိုင်းကြောဘူးတက်စကာဆိုပြီးတော့နေဟွန်ချင်းတွေမေးလို့ရတယ်เนาะအဲဆိုကျမတို့ထွက်ပြေးမဲ့နေရာကြီးရရင်လည်းပဲကိုကမတီးဘူးပေါ့နော်မတီးဘူးဆိုရင်လည်းပဲသူတို့ဂျပန်လူမျိုးတွေကဂျပန်လူမျိုးတွေစီကိုပေါ့နော်ဒုတ်ကိုနေခဲ့တာလာတက်စကာအဲ့လိုမျိုးတွေလည်းမေးလို့ရပါတယ်တဲ့ပြီးတော့မှပေါ့နော်တကယ်လို့ကိုကဂျပန်စကားကြီးနားလည်မယ့်နေရာနေအဲ့ပေါ့နော်ကိုထွက်ပြေးမဲ့နေရာကိုမတီးဘူးဆိုရင်သူတို့ပေါ့နော်အတူတူတွားပေါ့နော်အတူတူတွားလို့ရပါတယ်ပေါ့နော်အဓိကတော့နံပါတ်1ကတော့စိတ်အေးထားပြီးတော့မှအဲ့ဒါလေးလှုပ်ဆောင်ပေါ့နော်ပြီးတော့မှတကယ်လို့လေအမတ်မထင်ပေါ့နော်ကိုယ့်အိမ်မှာမြင်းကလေးလှုပ်လို့မီးကဖုန်ကနေတောက်သွားမယ်မောင်လားမီးလောင်သွားမယ်ဆိုရင်ကျမတို့ဒီအိမ်ထဲမှာဆိုထပေးထားတဲ့အိမ်ရှေ့နိုင်ရန်နေပါဘူးဝရန်တာတွေနားမှာဆိုရင်လေမိသက်စေးပြန်ပုံလေးအေးစေးပြန်ပုံယူပြီးတော့မှပေါ့နော်အရင်ဆုံးကိုကတကယ်လို့လုံနိုင်မယ်ဆိုရင်ပေါ့နော်တခါတည်းမီးကိုဟိုဖြစ်ခဲ့ပါတဲ့ကိုတက်နေတဲ့လောက်တက်ခဲ့ပါပေါ့နော်ပြီးတော့မှကိုဝမ်းပေါ့နော်မိသက်ကားပေါ့နော်119ကိုခေါ်ရင်လဲခေါ်ပေါ့နော်အဲ့ဒါလေးကအရေးကြီးတဲ့ဟာလေးပေါ့နော်ပြီးတော့မှတကယ်လို့ခုနနေတော့ကိုရဲ့ပေါ့နော်ကိုကဘယ်နေရာတွေထွက်ပြေးရမယ်မှမသိဘူးဆိုရင်တခါတည်းအားတဲ့အချိန်လေးကိုပေါ့နော်ရှာဖွေထားကိုကဲမှာပေါ့နော်ရှာဖွေထားလို့ရပါတယ်အဲ့ဒါလေးကိုပြောပြတာပါဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်